အားလုံးပဲမင်္ဂလာပါဒီတစ်ခါတော့ admin မိတ်ဆက်ပေးမယ့်ဆိုင်လေးက buffet ဆိုင်လေးပါဘာဘိုးညာဘိုးမှထပ်ပေးစရာမလိုတော့ပါဘူးဘက်ကလည်း299ဘတ်ပါပဲသူကချင်းမိုင်ကျုံကတော့လူတိုင်းရောက်မှာပါအဲ့ကျုံထဲမှာပဲရှိတဲ့ဆိုင်လေးပါသူဆိုင်နာမည်လေးက big big လို့နာမည်ပေးထားပါတယ်ကိုကအဲ့ကျုံလာရောက်ပြီဆိုရင်လည်း Google Map ကနေ big big ဆိုပြီးတော့ရှာလိုက်ရင်လည်းရပါတယ်မဟုတ်ဘူးဆိုရင်လည်း admin က comment မှာlocation လေးချပေးထားပါမယ်เนาะသူချစ်မှရောက်တဲ့အခါကျရင်အဲ့ဒီဆိုင်ကလုံးဝမဖြစ်မနေသွားတက်မှာလို့တကယ်ပဲ recommend ပေးတယ်စားခဲ့တဲ့ဆိုင်နဲ့စုံနေတဲ့မှာသူ့ကိုကြိုက်ဆုံးပါပဲဘာဖြစ်လို့လဲဆိုရင်သူကနေရာကြည်ကြဲဝန်းနဲ့ရှိတယ်နောက်ပြီးတော့သူကကင်ကလေကင်တဲ့ပုံစံမျိုးကတော့3ခုရှိတာပေါ့เนาะအခုမူကထားအိုးရယ်ပြီးရင်ကင်တဲ့စကားရယ်ဒီမှာဟော့ပေါ့အိုးတိတန့်ရယ်ဆိုပြီးတော့သူက3ခုစလုံးရေးချယ်ပေးရပါတယ်တကယ်တော့ကိုကနောက်ထပ်အိုးတူထိတ်နေဆိုတော့99ပဲပေးရတာပေါ့နော်ကဲအခုဆိုကြည့်လိုက် king crab ကြီးအမိုက်စားလေးပစုံလေးဆိုတော့အဲ့လိုကန်နေမှာလုံးဝအရှင်နေပေါ့နော်နောက်ပြီးတော့လေသူကကုံသွားလို့လာမချတာမျိုးလုံးဝမရှိဘူးအခုလိုမျိုးပေါ့နော်လာပြီးတော့ထက်ချပေးပါတယ်ဘာဖြစ်လို့လဲဆိုတော့သူဘင်းကဘယ်လိုမွေးထားတဲ့လေကြောက်ကန်ကအကြီးကြီးမှအကြီးကြီးရှိတာပါသူမှတီးနေနေတဲ့စုံစုံနဲ့ side dish တွေလည်းသူအများကြီးပေးထားတယ်ဒီ view တွေဆိုလည်းအကြီးကြီးပဲကနန်းဆိုလည်းလေတကယ်မှလက်ဆက်ပါတယ်299ကတော့အရန်ကိုမှတက်ပါတယ်မင်းဆောက်မှာတော့400ကျော်နေပါပြီစားရတာပြီးရင်မင်းဆောက်ကကုံသွားပြီဆိုရင်သူကလေပြန်လာမချဘူးပေါ့နော်နောက်ကျသွားပြီဆိုရင်ကုံပြီးဆိုပြီးပြီးသွားအကိစ္စအဲ့ဒီမှာလည်းအပိုင်းတစ်ဇက်သိမ်းတယ်ကဲဒါမျိုးလေးတွေကလေသူက king crab ကသူပေါင်းပြီးတော့သူကလာချတာပဲရဲ့ယူကြတာပေါ့နော်ခဏနေကြရင်သူပြန်လာဖြစ်ပြီးရတာမျိုးလေးပေါ့နော်အခုဆိုအဲ့လိုရေကန်ကြီးနဲ့သူကအပြည့်ပဲမွေးထားတာအမလေးကုံသွားရင်လည်းစိတ်ကြီးစရာမလိုပါဘူးသူစီမှာအေးကြီးလည်းပေးပါတယ်တချို့ဆိုင်တွေဆို299ဆိုအေးတွေပါထက်ဝယ်ရရှိအောင်เนาะသူ့မှာအေးလည်းအဲ့လိုမျိုးထက်ဝယ်စရာမလိုပါဘူးသူစီမှာပတ်စီလည်းရှိရအချင်းလည်း3-4မျိုးလောက်ရှိတဲ့အတွက်ကြောင့်လည်းရန်ကိုအဆင်ပြေတယ်အေးရလည်းတော်တော်ဆုံးပါတယ်ပြီးရင်လည်းအဲ့လိုမျိုးပေါ့เนาะဒီလိုကြီးလည်းမဟုတ်ဘူးလို့လေအဲ့လိုမျိုးလေးလည်းရှိတယ်ကြည့်လိုက်ပါဦး king crab တွေကိုပြင်စားနေရပါ admin တို့ကဲ vlog လေးကိုအဆုံးထိကြည့်ပြီးလို့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ကောင်းတဲ့နေရာလေးကိုချက်ပြီးတော့ admin ကညှိပြပါဦးမယ်နော်